ဒီကိုတို့ရဲ့အဖြစ်ကတော်တော်လေးရင်နာဖို့ကောင်းပါတယ်ဘာလို့လဲဆိုရင်ဒီတစ်ထည့်မှာပဲနေနေတာ3နှစ်လောက်ရှိပြီတက်တန်းတိုးတော့လဲဒီတစ်ထည့်နဲ့ပဲတိုးခိုင်းလိုက်တယ်ကုန်ကြစရိတ်လဲရှင်းထားပြီးသားစာရွက်စာတမ်းလဲစုံနေဒါပေမဲ့ဝင်ရောက်စစ်ဆေးတော့ဖန်ခံလိုက်ရပါတယ်ဘာကြောင့်ဖန်ခံရတယ်လို့မိတ်ဆွေတို့ထင်ပါတယ်လဲဟုတ်ကဲ့ကျွန်တော်ရှင်းပြပါမယ်တက်တန်းတိုးဖို့အတွက်သူတို့ရဲ့စာရွက်စာတမ်းရဲ့တစ်ထည့်ရဲ့စာရွက်စာတမ်းတွေရဲ့ကိုတက်တန်းတိုးပေးမဲ့ပွဲစားကိုပေးလိုက်တယ်ဒါပေမဲ့ပွဲစားကအဲ့ဒီအလုပ်သမားတွေရဲ့တစ်ထည့်နဲ့တက်တန်းတိုးမပေးပဲသူနဲ့အဆင်ပြေတဲ့တစ်ထည့်အလွယ်ရတဲ့တစ်ထည့်နဲ့နှင်းလေးတင်ထားလိုက်ပါတယ်အဲ့ဒါကြောင့်ဝင်ရောက်စစ်ဆေးတဲ့အခါစာရွက်စာတမ်းစုံပေမဲ့တစ်ထည့်မတူနေမတူတော့တဲ့အတွက်လက်ရှိကနေလက်မှတ်ဖြစ်ပြီးအခုလိုဖန်ခံလိုက်ရခြင်းဖြစ်ပါတယ်ညီကိုတို့အနေနဲ့လည်းစာရွက်စာတမ်းကိစ္စများကိုအလုပ်အပ်မည်ဆိုရင်တိကျသေးကြပြီးယုံကြည်စိတ်ချရတဲ့သူတွေစီကိုပဲအလုပ်အပ်ကြပါလို့တတိပေးလိုက်ပါတယ်အခုညီတစုံတရာလိုအပ်ခဲ့ရင်လည်းကျွန်တော်တို့ကုမ္ပဏီကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်